ဒီနေ့ဗီဒီယိုမှာတော့ Minecraft မဟုတ်တဲ့ Minecraft 3D game ဆော့ရသွားတာပေါ့နော်ဂိမ်းနဲ့မြကြထည့်ရရပေါ့လူကတော့ကြတော့ကျွန်တော်ဖွင့်ပြတာပဲအခန်းပဲဖွင့်ဖို့ကြံတာဒီမှာတော့Rio Avenger ရဲ့လူသားဖြစ်မှနတ်ဖျားဖြစ်သူပထမဆုံးခြေလမ်းနဲ့ဂျားထဲမှာဖြစ်ပေါ်လာမဲ့ Calamity Buff တွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတော့ပြတာပေါ့နော်Rob Chapter ပါတယ် Rob Chapter 1 Episode 1အခန်းနံပါတ်လေးอ่ะโอเคR O D Rob โอเคကျွန်တော်ဥမာအခန်းခက်ခဲမှုကြတော့ကျွန်တော် classic ပဲယူထားတယ်เนาะ master မေး master ယူရင်ပြင်နိုင်ပဲကြည့်လို့စားဖြစ်ပါတယ်โอเคအခန်းစားထောင်လိုက်ပါကျွန်တော် browser တော့ပြောရလို့ရှိရင်ဒီမှာဒီ tag တော့ကြာကျွန်တော် Google ကနေပြီး free download ဖြစ်သွား 1.455 1.455 အထက်တွေအခု upgrade တက်လာတဲ့အထက်တွေမှာကြတော့ mobile version တွေပဲရသေးတယ်ပေါ့နော်ဒါကြတော့ကျွန်တော်ဟိုရှာတာဒီအခု tag မှာကြတော့ item တွေ duplicate လို့ရတဲ့ mod ပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ series မှာမသုံးပါဘူးဒါနဲ့ရောက်ဖားတော့ပြောဖို့တခုမေးရကြတော့ကျွန်တော်ဒီTakura အဲ့ပါ original version အဲ့ upgrade တက်လာတိုင်း Play Store မှာဝယ်လို့ရ channel တခုတွေ့ရပါတော့ကျွန်တော်အဲ့မှာဒီ series ပြီးမှပဲဝယ်ပြီးသွားအဲ့ Takura မှာကျွန်တော် master mod နဲ့ဆော့ပြရမယ်ပေါ့နော်โอเคအခုတော့ Minecraft နဲ့ Takura တို့ရဲ့ logic တိုင်းပဲတပင်လေးစားခုံပါတော့ကျွန်တော်ဘာလို့ဒါကို Takura လို့ခေါ်သလားအဲ့ Takura နဲ့ Minecraft နဲ့တူတယ်လေTerraria မှာကျတော့အရှိရ Terra ယူလိုက်တယ်နောက်မှာကျတော့ Minecraft မှာကျတော့နောက် Craft ယူလိုက်အဲကြောင့်မို့ Takura လို့ခေါ်တာပေါ့နော်โอเคတပင်ခုံပါတပင်ခုံပါအိမ်ဆောက်မယ်နော်ဒီမှာအိမ်ဆောက်တာတခုမှရပါသလားဒီ game မှာဗာလဲအဲ့ NPC တွေအများကြီးပါတယ်ပေါ့နော်အဲ့ NPC တွေမှာပစ္စည်းတွေလည်းဝယ်လို့ရပြန်ဒီတခြားကိုအနေပြီးတဲ့ကောင်တွေလည်းတိုက်ခိုက်တယ်ပြန်ဒီမှာ boss တွေလည်းပါတယ်ပေါ့နော် boss တွေဆိုရင်အများကြီးပဲကျွန်တော်အခုကအိမ်ဆောက်ဖို့အတွက်မြေကြီးတူးနေမှာနော်မြေဖြောက်အောင်လို့မြေပြန်ပြမ boss တွေမှာဘာတခုကြရလားအဲ့မှာသူတို့ခေါ်လိုက်လို့စားနေအဲ့မှာ game ရဲ့တီးလုံးတန်တွေကပြောင်းကုန်ကျွန်တော်တန်အော်ဖြစ်နေပြီးတော့ရောက်ဖားတော့ကြိုတင်ပြီးတော့တောင်းပန်လာလိုက်ပါဒီမှာကျွန်တော်အခုမှဗီဒီယိုစလုပ်ရမှာဆိုတော့ကျွန်တော်ဗီဒီယိုကြည့်လို့ရှိရင်လိုအပ်ချက်လေးတွေဘာလိုအပ်လဲဆိုတာ comment မှာရေးခဲ့ပြီပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတွေကြားလို့ရှိရင်အတက်နိုင်ဆုံးပြင်ဆင်ခဲ့ပြီပါโอเคအောင်မမြည်တက်သားလုံးနေခင်းမယ်ပေါ့နော်crafting တွေပဲ craft လိုက်ပါတော့ဟုတ်โอเคကျွန်တော်တကားဝဲမယ်စပွဲဝဲမယ်ထိုင်ကုန်နေ craft မယ်ပေါ့နော်โอเคလိုင်းငယ်နှက်ခမ်းဆောင်မယ်ပေါ့ဒီမှာအိမ်ဆောင်ရင်လူတွေလာနေတယ်โอเคကျွန်တော်ဒီမှာအိမ်ဆောက်လို့ရှိရင်ကြည့်ရတာကြာအောင်မဆိုလို့ဗီဒီယိုအမြန်ရေးလိုက်တယ်ပေါ့နော်
โอเคတတိုင်းမလားတပင်းသွားခေါ်နေတယ်ဂျယ်လီကောင်နဲ့ဂျာရမဖွတ်တိုင်းမှုဖြစ်သွားတယ်โอเคဟိုဘက်မှာလည်းတတိုင်းကလိုက်ဒီဘက်မှာတတိုင်းကတတိုင်းသေးလေးခဏကလာဝေးပြောင်းနိုင်ထွားဒီမှာဒီ game မှာကျွန်တော်တခုကြာရပါစလားဒီ game က wall building ကောင်းတာမာငရဲပြီးပါတယ်နက်ပြီးပါတယ်လူပြီးပါတယ်နှင်းပြီးပါတယ်ခန္ဓာတွေပါတယ်ခင်းအောင်ကဘာတွေပါโอเคမီးတိုင်းဆိုင်မှာဒီမီးဖို့တွေကကျွန်တော်အမှတွေးတတ်တဲ့ effect ရတွေးတတ်တဲ့တွေးမြန်တတ်တဲ့ effect ပေါ့ဟိုဘက်မှာတိုင်သွားထိုင်လိုက်ဟိုဘက်ကနည်းနည်းမှောက်ဟိုမှာဘယ်ကဂျပူလေးလည်းမသိဘူးလားလူဘူးစိတ်တော့ပြေးလာတယ်โอเคဂျပူလေးလည်းမညာတော့တတ်ပါငဲသူနှစ်ကောင်ပေးထိုးဖို့ကတစ်ကောင်လဲလာတော့တစ်ကောင်လဲရှင်းပေးလိုက်ငဲသူလဲတစ်ကောင်လဲပေးထိုးလိုက်ဒါနဲ့မတော်လာမှာလူတယောက်လာနေအဲ့လူကတော့ဆော်ရဲနေတာပဲဒါအိမ်ဆောက်လိုက်တော့အိမ်မှာသာအိမ်မှာဓပုတ်လေးပြတာโอเคကျွန်တော်အခုတက်သားလို့တပင်းသွားခေါ်ဖို့ပေါ့နော်ဂျာထဲမှာဇွန်ဘီနဲ့ပတ်တိုင်းမှုဖြစ်သွားတော့လည်းအမှကျွန်တော်ရှားလို့ရေးတာတယ်ပေါ့နော်ဗီဒီယိုအမြင်ပါပဲဇွန်ဘီနဲ့ပတ်တိုင်းမှုဖြစ်ကျွန်တော်ရှော့ပါပူအားမှကျွန်တော်အဲ့မှာသွားဇွန်ဘီကိုတက်ပြီးကျွန်တော်တေးပြန်ရှင်းလာမှကြည့်ကြကျွန်တော်တပည့်တစ်ကောင်ရပါပေါ့ဒီတပည့်ကကြာဘာလဲလို့မရဘူးဘာမှတော့မလုပ်ဘူးအိမ်မွေး tradition ပေါ့တခြားတပည့်ရှိတယ်တချို့တိုက်ခိုက်တဲ့တပည့်တွေရှိသေးတယ်ဒီထဲမှာမကြီးလာရမိုက်ထွက်တာပန်းအောင်ချစ်စိန်မျက်လုံးကောင်းတော့နဲ့တိုင်းပန်းနေပါကျွန်တော်ဟိုအိမ်မပြီးလို့ကတော့ကျွန်တော်အိမ်မှာအောင်မနောက်ခန့်နေရင်သွားတတ်တယ်ပါဒါမှခုံထဲပြီးဖြောင်းလိုက်တတ်လိုက်အမဆုံးပြီးဒါနဲ့ခောက်တက်ပြီလားโอเคအဲ့ချိန်မှာကျွန်တော်ကြည့်ခေါ်လို့ပါနော်ကျွန်တော်လောက်ခဏတော့လောက်လိုက်အေးပြောင်းလာတယ်ဟိုကဇွန်ဘီနဲ့ပတ်တိုင်းမှုဖြစ်သွားတော့နော်ကျွန်တော်အခုတူသွားလောက်ပြီးနောက်ခံoutsideသွားဖြုတ်လိုက်ပါအဲ့ဒါကျွန်တော်ရဲ့ထုံးစံတိုင်းအဲ့လိုင်းကနေအောက်မှာမြောက်ခံလေးစောင်းမြောက်ခံမှာကျွန်တော်တက်တာပုံနေထားတာโอเคပြီးသွားပြီပါနော်ပြီးသွားဆိုကျွန်တော်အခုအပေါ်မှာတက်ဖို့တော့လှေကားသွားစောင်းမယ်ပေါ့ဒီအပေါ်တက်စင်လောက်ဖို့တော့ခရင်ဒီဘက်လောက်ခလာโอเคအကျေကျွေးโอเคအခုဆိုရင်လေကားဆောက်ပြရပါတ냐သားတော့ဇွန်ဘီနဲ့ပြေးလွှိုင်းနေပဲတချင်ကုန်ပြီးတော့မိုးလဲလင်းသွားပြီပေါ့နော်မိုးလဲလင်းသွားပြီဆိုတော့ကျွန်တော်ညအမှမြောက်ခံတူလာတဲ့ရလာတဲ့ကြောက်တွေနဲ့မီးဘူးခရက်မယ်ပေါ့နော်โอเคမီးဘူးခရက်ပြီးတော့အနောက်ရောက်သွားမယ်ပေါ့နော်အနောက်ဘက်မှာဘာတွေရှိမယ်ဆိုတာကျွန်တော်နောက်ဘက်မှာဘာတွေရှိလဲဆိုတော့သွားလေ့လာဖို့ပေါ့နော်
ကျွန်တော်နဲ့လမ်းမကြုံတပင်းတွေပါဖြစ်စီပါဂီယာကိုစနေဖြစ်စီတော့အဲ့ချိန်မှာကျွန်တော်တစ်တာပုံတွေ့ရတယ်ပေါ့နော်တစ်တာပုံနဲ့ဘာရှိရတော့မှစူးကျုံနေရှိတယ်တစ်တာရှိတယ်အဲ့နဲ့ကျွန်တော်အပေါ်ပြန်တက်ဖို့လုပ်တော့ပေါ့နော်ကျွန်တော်အပေါ်ပြန်တက်ပြီးတစ်တာပုံတစ်ခါလေးဖြုတ်ဝဲလိုက်ရပါတော့ဟိုဘက်ပေါက်ရမှာဘာရှိတော့ဗာမီလမ်းပိတ်နေဆိုကျွန်တော်ဆင်းလာတယ်ဘာမှရှိတော့ကျွန်တော်အောက်မှာနောက်တစ်ကူတွေများရှိအောင်လားဆိုပြီးကျွန်တော်တွင်းဆက်တူပါလိုက်တော့ကျွန်းတူကဘာမှမရှိသေးပါဘူးခုတောက်သေးလေးပဲတဲ့ဟိုဂျယ်လီဖစ်တယ်အကျဉ်းကျွန်တော်တူးရင်းနဲ့အသက်ရှူချက်ပြီးတော့ရှော့သွားတယ်ပေါ့နော်အဲ့ကျွန်တော်ပြန်ရှင်းလာတော့နော်ပြန်ရှင်းလာတော့ကျွန်တော်နောက်ရောက်မသွားပဲနဲ့အရှိရောက်သွားမယ်ဆိုပြီးလုပ်လိုက်အမတပင်းတော့ကောက်ရအမတွိုင်းနဲ့ကျွန်တော်တတပုံတွေ့ရပါတော့တတပုံတော့ဘာအရှင်းဆိုဝင်နိုင်မိုင်ပုံရဲ့စူးကျုံနေကြေးတွေတွေ့စေးပလင်းအချိန်မှာတုံးကြကြေးကောင်ကျွန်တော်အပြုတ်ကြတတပုံအမြင်တက်ဖြူလိုက်ပါတော့အဲ့ချိန်မှာပဲဆာလာမာရီကွန်ဆလာမာရီကွန်အဲ့ချိန်မှာကျွန်တော်ပြန်ရှင်းလာရှေ့ရောက်ပဲခီးဆက်သွားလိုက်ပါတော့တပင်းလေးခောက်ပြီးတော့ပေါ်တောက်သွားလိုက်တာခင်အောင်ကဘာတူရလို့မပြောလိုက်ရဘူးအဲ့ချိန်ကျွန်တော်ပြန်ရှင်းလာပါတော့ပြန်ရှင်းလာရှေ့နောက်ရောက်ပဲခီးသွားရမယ်ဆိုပြီးတော့သွားမှာအိုင်ရွန်နေတူလို့ဆိုပြီးတူသွားလိုက်ပါတူပြီးအနောက်ရောက်သွားပြီးတော့နောက်တော့ကူရဲပြန်မစင်းတော့ပါအမကနာရဲ့ဤတွေ့ကနာပါဖြတ်သွားလိုက်အဲ့ချိန်မှာကျွန်တော်ကူတကူထပ်တွေ့ရပါတော့မကူရဲတွိုင်းနဲ့မတဘုံပုံတွေ့ပါတာဘုံမှာအလှန်ရပါပါတယ်ကျွန်တော်လမ်းရပါလမ်းထားလိုက်လမ်းဓာတ်တဲ့ဆိုင်တော့ပိုပြီးဓာတ်မိပို့ထားတာအဲ့ကျွန်တော်ပစ္စည်းယူပြီးတော့တစ်တာပုံတူးခဲ့လိုက်တယ်ပေါ့ကျွန်တော်စခန်းမှာပြန်ထားဖို့ပေါ့ကျွန်တော်အိမ်မှာအဲ့နဲ့ပဲကျွန်တော်ကူရဲဆင်းသွားပါတော့ကူရဲဆင်းနေချီလီကောင်နဲ့ပတ်တန်ပြီးတန်တို့ရဲ့တန်တူးတယ်ပေါ့နော်အဲ့တန်နေရကြတော့ကျွန်တော်အိုင်ရွန်အာမလောက်တူရပိုးမှာပါတယ်ဒဖန်ပိုးရအခြေဒီကောင်းလေးမှာကိစ္စရှင်းပြလိုက်ကိုရတဲ့ဆင်းသွားပါတော့အဲ့မှာကျွန်တော်အသေးတစ်ခုတွေ့ပါတယ်အဲ့မှာကျွန်တော်လမ်းကျုံအဲ့မှာတန်လဲတူလို့ဆိုပြီးတန်တူခဲ့လိုက်တယ်ပေါ့နော်အဲ့အောက်မှာအသေးဖြစ်လို့အသေးတွေတူပြီးအသေးဖြစ်လို့ရှိရင်မှာကျွန်တော်အသက်တစ်ခုပို့ရပါတယ်စားကျွန်တော်9ခုရှိရအခု6ခုပြောရပြီပေါ့အဲ့ချိန်မှာကျွန်တော်ရှောင်းတတပုံတွေ့ရလို့ဆိုရင်အရင်ပြောသွားတာပေါ့နော်ဒီမှာတတပုံဖွင့်လိုက်တဲ့အချိန်မှာပဲကန်ချင်မှာဆိုအဲ့ချိန်မှာကျွန်တော်ပြန်ရှင်းလာပါတော့အမအုတ်ကျင်းလူလာမနေသေးပါဘူးလို့မသိဘူးဆိုကျွန်တော်စဉ်းစားပေါ်ဘူးနှလုံးကြောင်းလာဆိုပြီးအဲ့ဒီအပူးတွေကိုသွားဖြုတ်တယ်ပေါ့နော်မကွာနဲ့နေရာလေးဖြည့်ပြလိုက်ပြီးကျွန်တော်ခုနကတော့တူးလာတဲ့တန်တွေကိုတန်ကြီးကျုံမယ်ပေါ့နော်မလောင်ရလဲဆို10တုံးရပါတယ်ဟုတ်ပါကျိုးရတယ်ဟုတ်တယ်73တုံး14တုံး15 16 18မသိတော့တန်ကုန်လောက်လိုက်ပြီးကျွန်တော်အဲ့တန်အဲ့ဒါနဲ့တန်ကုန်လောက်လိုက်တယ်ပေါ့နော်တန်ကုန်နဲ့ကျွန်တော်ဓာတ်တွေ crack လို့ရပါတယ်တော့ပုံဖြူပြတန်ကုန်ထည့်လိုက်ပါလားမပြတန်ဓာတ်ချောင်းထပ်လောက်လိုက်တယ်ပါโอเคကျွန်တော်လှဲတဲ့တန်ဓာတ်လောက်လိုက်တာပါနော်ထိုးတဲ့တန်ဓာတ်မဟုတ်အဲ့ဒါလိုက်အမလှဲတော့အမခုတ်ရတာပိုပြီးလွယ်ပါပြီโอเคဒိုင်မိုက်လေးပို့ထားပါပြီသလားကျွန်တော်မြားချောင်းမှာထပ်ပြီးတော့ crack လိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်မြားလောက်အဲကျဲနဲ့မြားနဲ့ပေါင်းဆိုင်ကျဲမြားရတယ်ပေါ့နော်ကျဲမြားကျွန်တော်လောက်မီးမြားပါထပ်လောက်ရတယ်
လူများများလည်းထလောက်လိုက်တော့အများပေးနာထိုင်ကောင်းမစင်စားအဲ့မှာထဲလိုက်ပါပြီးတော့မှမျက်လုံးကောင်းမြားနဲ့ပြစ်တက်လိုက်ပါကျွန်တော်အဲ့မှာစကန်တစ်ခုပြန်ဆောင်မယ်ဆိုပြီးတော့ကြံရပါတယ်ဗောနော်ကျွန်တော်ဒီဘက်ပြီးနားမှာဟိုတယ်နောက်တစ်ခုထပ်ဆောင်မယ်ပေါ့ပထမတော့စကန်ဆောင်ဖို့ပဲစီစဉ်တာအခုတော့ဟိုတယ်ပဲထပ်ဆောင်လိုက်တော့စကန်ဆောင်ဘာလို့လဲလာမနေသေးရမသိကြာတော့ကြာဒီဇလာဒီစီရီယာကျွန်တော်တို့ကဒီကယူတာမဲ့လူသားတယောက်ကနေပြီးတော့နှစ်ဖျားဖြို့ခြေလန်းလန်းမဲ့စီရီလေးပါနော် Rob chapter episode 1ကျွန်တော်အိမ်ဆောက်နေကြလို့ပေါ့နော်ဟိုကလောက်အမြင်ရစ်လိုက်အဲ့ဒါကျွန်တော်လှေကားမဆောက်တတ်လို့တိုင်ပတ်နေတော့ကျွန်တော်လိုင်းပေါ်မှာတွေ့တယ်လှေကားဆောက်နေသူလှေကားဆောက်တာမိုက်တယ်ဘယ်လိုဆောက်ရမလဲကျွန်တော်ငယ်ချင်းတယောက်ဆောက်တတ်တယ်နောက်တော့ပေါ်ရမောထဆောက်လိုက်โอเคအခုစနေကျွန်တော်တို့ရဲ့ scan တွေကပြီးသွားပြီပါနော်အဲ့လေအခုစနေတော်တော်လေးတော့မိုက်လာပါပြီကျွန်တော်တို့ရဲ့အခန်းလေးကျွန်တော်နောက်လည်းဒီထက်မိုက်တာအိပ်ပြီးညီပုံကြီးနဲ့မှထပ်ဆောက်ဖို့ရှိပါသေးတယ်အမှန်နွယ်ပင်နေတက်နေလို့ဆိုပြီးတော့ကျွန်တော်အဲ့ဒါကိုမြေကြီးတွေဖြစ်နေနေအောင်တစ်သားပြောင်းဖို့လုပ်ရတာအဲ့မှာတောင်ပန်လေးနဲ့ငါးကလေးကကျွန်တော်လာလို့ငါးကင်းလေးကိုအလှန်လေးနဲ့ထိုးပြီးမီးပုံနဲ့ကင်းထည့်ပြလိုက်တော့မသလားမြက်ကင်းလေးဖြစ်နွယ်တွေတက်တာကျွန်တော်မြေကြီးတွေတစ်သားဖြစ်ပြန်ပြောင်းမယ်ပေါ့ခုကျွန်တော်မြေုံကြည့်တာကျွန်တော်ခုနကတော့တေးသွားနေရမှာလားရွှေသွားပြန်ယူရွှေသားပုံရှိရလေအဲ့ရွှေသားပုံသွားပြန်ဖွင့်ဖို့ဆိုပြီးပြန်သွားရတယ်ပေါ့နော်ကျွန်တော်လက်နိုင်ချိန်သွားပါတော့လမ်းမသိအောင်လို့ရန်သူတွေတွေ့ကျွန်တော်စမ်းကြည့်နေတယ်ကျွန်တော်ပေါ်တက်ပြီးဒီမှာတခြားကူတွေလိုက်ဝင်နေအောင်ပါအတန်တူလို့ကျွန်တော်တန်တူခဲ့ပါသေးတယ်လမ်းကျုံ
အောက်ဆက်သွားတယ်ပေါ့အတန်နေတူးခဲ့ပါတော့ခေါ်လို့ကျွန်တော်လောက်တော့ပြန်လောက်လိုက်ပါကျွန်တော်ရွှေသေးလို့ဆိုရွှေပါတူးခဲ့လိုက်ပါတော့အမှကျွန်တော်တွေးပြီးအမှအပြောင်းကဘာပါကျွန်တော်တွေးခဲ့ပါအဲ့ကူထဲမှာအပြောင်းကဘာကိုကျွန်တော်တွေးရတော့အပြောင်းကဘာသွားတော့နော်အပြောင်းကဘာပြားမှုကဘာရှိရအဲ့အပြောင်းကဘာနဲ့မှုကဘာနဲ့တူတူပဲလားမသိမကျွန်တော်အိမ်ဟိုယူတွေးရတယ်အဲ့ဟိုမှာရွှေသက်ဘုံထပ်တွေးပါကဲကျွန်တော်ဘုံပုံလာတော့အိမ်ပြန်တဲ့တက်လီပေါ်တော့ဝင်ရပါမရွှေကိုတော့ရဲ့ပတ်စံတပြားရဲ့ပတ်စံရွှေပြားရဲ့ပင်ဝင်းနေကျွန်တော်အမိုက်ပြည့်နေဆိုလွန်ပစ်ခဲ့တာပါတော့အလောင်းကြီးမှလွန်ပစ်ခဲ့တယ်အစေးပင်းယူပြီးတော့မှကျွန်တော်တဘုံမှာဖြူဝဲလိုက်တယ်ပါအဲ့နဲ့ကျွန်တော်အောက်ဆက်စင်းတော့ဟုတ်လားအပြောင်းကပါမှုကပါသူမကျွန်တော်မီးရထားလမ်းတွေ့ရပါမီးရထားလမ်းတွေ့ရမှာအရှိမယူစုကန်တော့အလန်းနဲ့ထုတ်တက်ပြီးပတိုင်းမှုနေဖြစ်သွားနေတယ်ကျွန်တော်ရှော့ရပါတယ်အဲ့နဲ့ကျွန်တော်ပြန်ရှင်းလာခဲ့တယ်ပေါ့ပြန်ရှင်းလာပြီးတော့ကျွန်တော်တသားလေးပြန်ခင်းလိုက်တယ်။မနွယ်တက်တဲ့နေရာတွေတသားလေးဆက်ခင်းသွားတယ်ပါ။ပို့ပြီးကြည့်လို့လောက်အောင်အဲ့ဒါကျွန်တော်ကဟိုတေးမောင်မြားနေပြတာကျွန်တော်ရွှေခွဲလို့ရပြီပါတော့ကျွန်တော်အော်မတက်တာပုံတော့ပြန်စီရပါတော့စီပြမှာပစ္စည်းထဲပါပစ္စည်းတွေများနေကျွန်တော်မကြောက်သုံးလေးလိုရတဲ့ပစ္စည်းကျွန်တော်ယူလိုက်ရပါတော့စကြရပါကျွန်တော်တပည့်ရတော့မြည်တော့ပါတပည့်ရတသပုံတော့ထည့်ခဲ့လိုက်ကျွန်တော်ခုံဖြူပါပါလူချင်းလူတယောက်မှလာမနေသေးဘူးကျွန်တော်ရွှေခွဲတယ်ပေါ့နော်ရွှေခွဲနေကျွန်တော်ဓာတ်တွေပါခွဲမိတယ်ကျွန်တော်ရွှေဓာတ်ရဲ့ရွှေပစံရဲ့ခွဲမိပါတယ်ပေါ့ခွဲရှိလို့ကျွန်တော်တန်းနေပါဆက်ပြီးထပ်ခွဲလိုက်တော့ပေါ့
တန်အားမဝလောက်ဖို့ကတော့အမှတန်ကောင်းဆုံးတစ်ခုပဲရပါသေး အဲ့မှာကျွန်တော်တက်တာအားမပဲဖောက်ရလိုက်တော့ဒီတက်တာအားမဝယ်မိုက်ခရမီကဒါကြတယ်ထိုးတဲ့ဓာတ်ကြီးလဲတာမဟုတ်အဲ့ဒါကျွန်တော်အိမ်မှာအိမ်ပြန်နဲ့တယ်လီပေါ်တော့ကြံခဲ့တော့ပြန်ယူတော့မသွားကျွန်တော်ပြောတဲ့ဟိုမှာ duplicate mode ဆိုတော့လားအမအိမ်ပြန်နဲ့တယ်လီပေါ်တော့ကြည့်ကြည့်လိုက်255ခုဖြစ်နေဟုတ်လား Tegra original version ဝယ်တယ်ဆိုတာတွေ့တာအဲ့မှာကျွန်တော်ဝယ်ပွဲ master mode နဲ့ဆော့ပြအောင်ကောင်းတော့အဲ့အချိန်မှာကျွန်တော်ပြောင်းကပါသွားဖို့လုပ်လိုက်တဲ့အချိန်မှာအဲ့ဒါကျွန်တော်ပြောင်းကပါပြန်သွားခဲ့ပါရထားစီးပြီးတော့တန်းတော့ဟိုဘက်မှာတိတ်ပဲဆိုဒီဘက်သွားတော့ဒီဘက်ပါမှန်းရှိမလဲကျွန်တော်အသေးတစ်ခုတွေ့ရပါတော့။အဲ့ကျွန်တော်ခေါင်းစင်းမှာအသေးတူးလိုက်တာ။တူးပြီးအသက်ဖြေးလိုက်ပါတယ်။မခုနကပြောရတော့။မတော်နေနဲ့ကျွန်တော်ချန်ငယ်ပဲရောက်ပါ။တကောင်ငါရထားနဲ့ကြည့်တက်ကြတယ်။ဒီချက်အဲ့ချန်ငယ်ဘက်မှာကျွန်တော်အစိတ်တွေတူးခဲ့လိုက်ပါတော့။အဲစိတ်တွေအစိတ်ထားလို့လို့ရ။ဒီဂျန်ဂယ်ဘက်မှာအေးဂူးတွေစိတ်နေပုံများတယ်ဒါပေမဲ့ဟိုကျွန်တော်လောလောဆယ်လန်ဒန်နဲ့တော်မယ်ဆိုရင်ဒီဘက်ရာခိုင်နှုန်းများအကြောင်းကျွန်တော်အနောက်ပြန်ဆုတ်ခဲ့လိုက်တယ်ပေါ့နော်ဂျန်ဂယ်ရကောင်းနေကျန်းတယ်တွေးထဲမှာအတမ်းမိတ်လေးထွက်တာအဲ့ချိန်မှာကျွန်တော်တန်တွေးဆိုရင်နည်းနည်းထပ်တူခဲ့ပါသေးတယ်သွားပြီးတော့မကျွန်တော်ခုနကတွေးရတန်နေအောင်ပြန်သွားပြီးအဲ့မှာတန်တွေးလေးဆိုရင်ကျွန်တော်တူးဝင်ပါမကျွန်တော်တန်တူးရကြအောင်လည်းအမြင်နဲ့လှုပ်လိုက်တယ်ပါမတန်နေတမိုင်းရှောက်လောက်မရှိတန်နေတော့ရှောက်တူလိုက်ပါမကျွန်တော်ပြောရသလားမိုးကပါမိုးပြောင်းကပါအဲ့မှာမိုးအိမ်နေရှိရပါတော့အဲ့မှာမိုးအိမ်ကျွန်တော်ရှောက်လို့တွားအပေါ်မှာတန်သွေးလို့တန်ပါဝင်တူခဲ့လိုက်တယ်မရွှေရောင်တတမောင်တွေ့ရတယ်အတန်ကျွန်တော်တန်စုလုံးရခဲ့ပါတယ်တန်စုလုံးကဓာမိတ်ထွက်တာကျွန်တော်အိမ်မှာမိုးပြောင်းအိမ်ရှာပါတော့ရှာမတွေ့ရင်လမ်းမတက်ခဲ့လိုက်ကျွန်တော်ရိုးတစ်ခုရပါပါတယ်ဟုတ်လားမသိအဲ့ရိုးလို့ခေါ်တာလားမသိတိုက်ခိုက်တယ်ကွာ
မှကျွန်တော်ရွှေထုတ်ဆောင်တာအယူစုတွားချတာဘုတို့မရလို့ရညာဆိုပြီးတွားချလိုက်ရပါပါတယ်နောက်တာပဲအောက်မှာလည်းရွှေသွေးပါတန်ဆိုးလုံးထက်ရကျွန်တော်မျက်လုံးပိတ်မှထက်ရလိုက်ပါကျွန်တော်မရရအောက်ထက်သူကကျွန်တော်ရှင်းနေပြီးရှော့ရတယ်ပါနော်ကျွန်တော်မျက်လုံးပြီးနဲ့ချဖို့ဆိုပြီးပြင်ဆင်နေပါတော့ပြင်ဆင် okay ကျွန်တော်ခေါ်လိုက်ပြီကျွန်တော်ချရပါတော့မျက်လုံးပြီးနဲ့ဒီမှာလာကျွန်တော်ဘုံနဲ့သွားပြတာအဲ့မှာအပေါင်းဖြစ်နေတာဟိုအောက်မှာအပေါင်းဝင်ပြစ်လို့မရဘူးဖြစ်ဟိုမှာကျွန်တော်ဟိုလားအမအပေါင်းမှာဝိုင်းလေးပုံစံပါလို့ရှိရင်တော့ပြေးရတာလွယ်မျက်လုံးပြီးနဲ့သူ့ပြန်ကိုပြန်ချနေနေကျွန်တော်ဖင်ရိုက်ဘုံနဲ့သွားပြလိုက်ကိုပုံကိုပြန်တီးကိုလျှော်ရတယ်那ကျွန်တော်မျိုးလုံးပြီးရှုံးခဲ့ပါတယ်ဒါဒီဂိမ်းထဲမှာတော့လုံးဝမကျဲဆုံးပေါ့အဲ့မျိုးလုံးပြီးပေါ့အဲ့ထက်ကျဲတဲ့ပေါ်တွေအများကြီးကျန်တယ်နောက်အချင်းကျွန်တော်တန်ကောင်းဆိုတဲ့တန်အင်ကြီးရ crack ခဲ့တယ်ပေါ့နော်တန်ကောင်းဆို crack တန်အင်ကြီး crack တန်ပေါင်းမိ crack ဘောကတန်နေမလောက်တော့လို့ပါအဲ့တန်ကောင်းဆိုရတန်ကြီးရဝတ်ခဲ့ရတယ်ပေါ့ဟာလည်းကျွန်တော်တန်စလုံးလေးပတ်ပြီးလိုက်ပဲသွားနေပါတော့လိုက်ပဲသွားနေနဲ့မှာကျွန်တော်ဟိုကောင်မီးကြီးလိုက်ရပါလားတန်စလုံးနဲ့ပါ crack လို့ရတယ်ဒီမှာမီးတန်စလုံး crack လို့ရပါတယ်ဖျောင်းနိုင်69ကြောင်းလိုက်နဲ့ကျွန်တော်ဖျောင်းနိုင် crack ဖို့ဆိုပြီးသွားပါတော့ပစ္စည်းပြည့်နေလို့ရှုံးအောင်ချတော့လွန်ပြပလိုက်မကျွန်တော်ဖျောင်းနိုင် crack လိုက်တော့ပါတရားနဲ့ချောင်းပြောတယ်โอเคကျွန်တော်မီးတန်းဆိုလို့ရပါတယ်โอเคတန်းဆိုလို့ damage ထွက်တယ်ဟာရွှေနေပါလာမေးကြီးရောချူတော့တယ်လီပေါ်ရတောင်းတော့ရအဲ့ထုတ်လို့ဘာထုတ်လဲမသိမတော်ကျွန်တော်ပြောတဲ့စိတ်တာစိတ်တာမကျွန်တော်ဟိုဘဆုံးသွားဖို့ဆိုကြလောက်တော့ပါဟိုဘဆုံးတော့မှအယူကြောက်ဖိုးရင်ရှိနေဆိုကျွန်တော်သွားပါတိုင်းခင်းကပါထပ်တွေ့ရောခင်းကပါမတိုင်းပါအဲ့ပါပဲတပင်းကြီးတွေတွေ့ရပါတယ်တသားပုံရှိတယ်တသားပုံတော့ကျွန်တော်ပစ္စည်းရှိပါတော့ဟောတိုင်းပန်တလာအောင်ဟ
အော်မအိမ်တိန်ရှိသေးပါတော့မောင်လည်းမီးတုံးနဲ့သွားတော့ဟုတ်လားအိမ်တွေ့ပြီဒီထဲမှာတာပေါင်းတစ်ပေါင်းရှိရပါမပါတယ်မသိရအကောင်လုံးယူခဲ့လိုက်ပြီးတာပေါင်းကဖြတ်စီပလိုက်အဲ့ဒါပေါ်တက်ပြီးတော့ပစ္စည်းကြီးပြန်သွားတော့မချန်ကရောက်သွားပြီအဲ့ဒါလူလာနေကျွန်တော်မှလူလာနေပြီပေါ့နော်အပြောင်စားတန်းပေါ်လူလာနေမှာတလားဖိုးကြီးလာနေအဲ့ချိန်မှာကျွန်တော်မေဖုံးဆက်တယ်ပေါ့နော်ဟိုမှာဖုံးဆက်ရပြန်ဝင်လာပါပြီအမှကျွန်တော်အရှိဆက်သွားပါတော့မတတပုံသူလိုပြန်လှည့်လာတာပေါ့နော်ပင်လေတတပုံစေးပလင်းတွေ့တယ်အဲ့ချိန်မှာကျွန်တော်အရှိနေနဲ့ဆက်သွားကျွန်တော်ရှော့ပါဟိုမှာတော့လာဟိုမှာလူရလာနေဟိုမှာဖွေးပါရောင်းလည်းမသိဝဲကြီးလေးလာဒီစင်းနေဟိုလာခေါင်းစုပ်တွေဟုတ်အယူစုခေါင်းစုပ်ဒီစင်းကြောက်စိโอเคမတူနာဘူးလာနေတူနာဘူးနဲ့စကားပြောကြည့်အောင်အတူကစေးကူပေးတာအဲ့ချိန်မှာကျွန်တော်ခိန်စောခဏနာလိုက်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ပြန်ဝင်လာပြီပေါ့နော်အဲ့မှာတော့လာကျွန်တော်ပြောခလမတီပတ်ဆိုတာအဲ့ဒါပထမကျွန်တော်လူတွေမတွေ့တော့ဆိုကြောင်ပြောက်ဟာလူတွေပြောက်သွားတယ်အပူမှာကျွန်တော်အဲ့မှာပြန်တင်ချပြန်စဉ်းစားကြည့်မှကျွန်တော်ဂိမ်းနဲ့ထွက်လိုက်ဟုံးနဲ့ထွက်လိုက်တာပေါ့နော်ပုံမှန်ဆိုရင် C&F နဲ့ထွက်တော့မြန်မာလိုဟုံးနဲ့ကောက်ထွက်ပလိုက်တော့အချိန်နဲ့နောက်ပြန်ရေကုန်ဒီ Telegram မှာじゃအဲ့ဂိမ်းနဲ့ထွက်မဲ့ဆိုရင်ဟုတ်လားအဲ့လေဟုံးနဲ့ထွက်လို့မရအောင်အဲ့ setting နဲ့ဝင်ပြီး C&F နဲ့ထွက်ပါရအဲ့ဒါမှဒီမူလဘာမှမပြောင်းလဲတာဒါဟုံးနဲ့ထွက်လိုက်အချိန်နဲ့နောက်ပြန်ရေကုန်မင်းကျွန်တော်လည်းအားရတလာပုံဖွင့်လာကျွန်တော်အခုအနောက်ရောက်သွားဖို့သူကလိုအပ်တဲ့ပစ္စည်းတွေရှိဦးနေပေါ့နော်မလိုအပ်တဲ့ဥစ္စာတွေထားတာအဲ့ဒါကျွန်တော်ဗီဒီယိုအမြင်ရေးလိုက်တယ်ပေါ့နော်မဟုတ်လားကျွန်တော်ခုနကအဲ့တပင်ဖြူရိုက်တာတလားအခုမှကြည့်အကောင်းတိုင်းပြန်ဖြစ်အချိန်နေနောက်ပြန်ရေကုန်အဲ့ဒါပစ္စည်းလည်းရှိနေသေးတယ်အဲ့ကျွန်တော်ပစ္စည်းကြီးပြီးအရှိလေးနေတဲ့ဆက်သွားလိုက်အဲ့နဲ့ပြန်ရှင်လာမိုးချုံနေပြီးတော့ကျွန်တော်လည်းဟိုးရောင်ဒီရောင်အရှောက်လောက်နေပစ္စည်းထည့်လိုက်တိတ်လိုက်နေအမဆိုမီတင်းနဲ့ပတိုင်မှုဖြစ်ပါအဲ့နဲ့ဟိုကောင်ရှိမှာပါခရက်လေးရဆိုကျွန်တော်ကြည့်ကြည့်ကျွန်တော်ခုနကတော့အဲ့မှာတန်နဲ့ပါခွဲလို့ရဆိုတော့ကြည့်ရပါတော့ဟုတ်လားတန်တီကောင်ဘင်းတို့တန်ရိုးစုဘင်းတို့ဒီမှာတန်မျက်လုံးဘင်းတို့ရှိတယ်အဲ့ဘောတွေကကျန်းတယ်နောက်ဆုံးဘောတော့မဟုတ်ဒီမှာကျွန်တော်ခုနကတော့ချင်းကျိုးခွဲလိုက်ရပါတော့ချင်းကျိုးနဲ့ဘာလုပ်လို့ရဆိုတော့ကျွန်တော်ကြည့်အဲ့မှာကြာဖို့လုပ်လို့ရပါတော့မလားကြာဖို့ကြီးမိုက်တယ်အောက်မှာကြာမီးကြပေါ့အဲ့ဒါကြာဟိုနေရနေတွဲချိတ်တဲ့ကျိုးကြီးလားမသိကျွန်တော်မေ့ရည်မီးကြပေါ့အဲ့နဲ့ပဲနောက်ရက်မှဖိုးရင်ရှိမှဆိုပြီးကျွန်တော်မရောက်မချင်းပြန်သွားရတယ်ပေါ့နော်ဒီခေါက်တော့ရောက်ခဲ့ပါတယ်နောက်ရက်မရောက်ရင်လည်းကျွန်တော်ကိုဝိုင်းဆဲကြတော့မလူတွေတော့လာပြန်နေပါနှစ်ယောက်အခက်ခဲလေးကြော်ပြတ်ပြီးတော့နောက်ပိုင်းဆုံးမှာအဲ့အနောက်ရုပ်ကျူးသားပန်းသားနဲ့သွားခဲ့ပါတယ်အဲ့ချိန်မှာပဲပင်လေတစ်ခုပဲရှိပါတယ်အဖိုးရိပ်ပြီးတော့အားဆိုအဖိုးရိပ်အရှိပါမှာပေါ့နော်အဲ့ဒါပင်လေအောက်ဆဲလို့တော့အမလူတယောက်လာနေတယ်ပင်လေအောက်မှာတပုံထပ်သွေးလို့ဆိုကျွန်တော်ရှာကြည့်တော့ပါရှိမယ်ဆိုပြီးမဘောဝင်တစ်ခုရအောင်ပါတယ်အဲ့နဲ့ကျွန်တော်ရဲ့အသက်ရှူရဖြစ်နေတော့ဘောဝင်ဝလာရှိပေါ်ပြန်ရောက်ပါတယ်အဲ့မှာငမန်းနဲ့ပတိုင်မှုဖြစ်ပြီးရှော့မတော်လားလူရလာနေဒီခေါက်လူတွေနေရအများကြီးပြမိုင်းကောင်းရဲ့နတ်စမိုင်းမြေကွေးကောင်းပါရဲ့အဖိုးကြီးဘာရောင်းလဲမသိအပါလား
ကျွန်တော်အဲ့မှာ license စုနေပါအဘာရောက်တော့မိုင်းဘုံရဲ့ဟူလာပါတယ်ဟောမြည်သူစားဘိုးကြီးရှိသွားပြီးသွားဆက်စုရပါတော့မဝယ်ပဲနဲ့နောက်ရောက်သွားကြတော့ရှေ့ရောက်သွားမယ်လောက်လိုက်ဝီအဲ့ဒါကျွန်တော်အိမ်ပြန်ရောက်လာပါတော့အဲ့မှာကျွန်တော်အကြံထူးရမျက်လုံးပြီးရင် crack လို့ရဆိုကျွန်တော်တတိထားမိပါတော့ကျွန်တော်မေ့အခုမှပြန်သိမျက်လုံးပြီးရင် crack လို့ရအဲ့ကျွန်တော်မျက်လုံးပြီးရင် crack ဖို့ဆိုပြီးသွားပါတယ်အဲ့ခင်းအောင်ကဘာသွားပါအဲ့ဒါခင်းအောင်ကဘာဟိုအောက်တွေကအဲ့ဥစားနဲ့ crack လာမျက်လုံးပြီးcrack ပြီးကျွန်တော်အိမ်ပြန်သွားတယ်အိမ်မြောင်လိုက်ဆိုမိုးလင်းနေဆိုတော့ကျွန်တော်အချိန်ရတော့လေကျွန်တော်မျက်လုံးပြင်းနဲ့ fight ဖို့ဆိုတော့တိုက်ခိုက်တဲ့နေရာလေးတစ်ခုတီးဆောင်မယ်ပေါ့နော်အဲကျွန်တော်မျက်လုံးပြင်းနဲ့ချဖို့ဆိုတော့ကျွန်တော်နေရာတစ်ခုဆောင်နေပါတယ်အဲကြောင်မယ်ဆိုတော့လည်းရှိလိုက်လူတယောက်လာနေပြီမန်တကာခရိုက်ကျွန်တော်မီးဖို့ထားလိုက်မီးဖို့တွေဘာလို့ထားတာမီးဖို့တွေတွေးတက်မြင်နဲ့အဖတ်ပိုးရတယ်ပေါ့နော်။ကြောင်မိုးလဲချုပ်တော့မစောစောက်ပြီးတာနဲ့နေဝင်တာနဲ့ကွက်တိပါ။အဲ့ကျွန်တော်အိမ်ပြန်မျက်လုံးပြီးနဲ့တိုက်ခိုက်ဖို့တော့လက်နက်တွေပြင်ဆင်နေပါတော့။အဲ့မှာရှိသမျှစီပလင်ကိုမော်လိုက်ကိုတွေပါပြကုန်တော့။ဟိုကျတော့မတော့အမကျွန်တော်ကလေးစေးပလင်းကြီးသွားခရဖို့မေးတာကျွန်တော်မြန်မာလိုတန်ကုန်းနဲ့သွားခရလိုက်အဲ့တော့လူရိုင်းရှိရခရတာโอเคမျက်လုံးပြီးရင်ခေါ်လိုက်ပါတော့မျက်လုံးပြီးရင်မျက်လုံးနဲ့အပ်တွေထိုးထည့်ပါပြီဘေးလေးကိုကမင်းကိုကြီးလာတွန်း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 ကျွန်တော်ကသွေးရဟိုမှာအများကြီးမဖြစ်သေးဘူးဒီမှာ9တောင်းလောက်မသိအဲ့ဒါပဲရှိရမလို့အဝေးကင်းနဲ့ပဲချရပါဒီခါတော့မိုင်းဘုံနဲ့မပြည့်ရတော့ကြောက်ပါဘူးဟိုတစ်ခါတော့တွားချမိုင်းဘုံနဲ့ပြလိုက်ကိုပဲပြန်သိပါကိုမိုင်းနဲ့ကိုထိမကျွန်တော်ရဲ့ခြေများတယ်နဲ့ပြတ်တာပြောတော့ဒါကလစ်စမှာမို့လို့တလားမာစာမဆိုရင်ကျွန်တော်ရှောင်းနေလာဒီပုံစံကမပါစားကြီးပြောပါပါမာစာမုံမှာမာစာမောကောင်နေကြံနေသွေးထဲမှာဒိုင်မိတ်လေးထွက်တာတိုင်းကစေပလင်းတောက်လာတော့ကျွန်တော်တို့ရနည်းနည်းမှာတော့ကောင်းပါပေါ့နောက်ပြီးဆိုသူရတော့တော့ကျွန်တော်23လောက်ပဲကျွန်တော်ဟောတီးတော့မယ်โอเค finally နောက်ဆုံးမှာတတ်နိုင်ပါပြီမျက်လုံးပြီးhappy happy 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 ကျွန်တော်သူ့ရလာတော့တက်ပြီးရလာတဲ့အတုံးနေနဲ့ကျွန်တော်အတုံးနေတော့ crap မယ်ပေါ့နော်ပစ္စည်းတွေနဲ့
အဲ့ဒီ3နှစ် crab ပြီးလက်နက် crab မယ်ပေါ့အသုံးမနဲ့တော့ရမလဲကဲ16တော့ရအဲ့16တော့ရတော့အမမလာကျွန်တော်ဂျာဘို crane ကောင်းမှာဒါ crane ကောင်းမစဉ်းစားအနေဂျာဘိုပဲ crane လိုက်ပါโอเคဂျာဘို crane လိုက်ပြီစမ်းကိုင်းကြည့်ကြည့်ဟောမိုင်းတော့ဂျာဘိုကြီးอ่ะကျွန်တော် episode 2ကြလို့ရှိရင်အမဂျယ်လီကောင်ဘီနဲ့တီကောင်ဘီကိုတက်ပြပါမယ်ပေါ့နော်တွန်စကန်အသစ်တစ်ခုလည်းတက်ပြီးတိဆောက်ပါမယ်ဒီမှာမျက်လုံးပြင်းတက်ပြီးသွားလို့မပြောနဲ့အောင်ကျွန်တော်ဒီမှာအစစ်မှန်ကလမတီဘတ်တစ်ခုနဲ့ကြုံတွေ့ခဲ့တယ်အဲ့ကလမတီဘတ်တစ်ခုကို comment မှာမှန်ခဲ့ကြပါခန့်မှန်ခဲ့ကြပါနော်ဆိုတော့ဗီဒီယိုလေးဒီမှာပဲရပ်နာလိုက်ကြတာပါနော်နောက်ပြီးဆုံးကြရင်ပြန်တွေ့ကြမှာပါဘိုင်ဘိုင်